မလန်တန်မကြောက်တယ်တန်မကြောက်တယ် AI ဖန်နေသွေးဆိုးနေပြီမလန်ဆိုးနေပြီဒါဟိုမှာဆိုးနေပြီ AI ဒါရို့ M7 မလန်ဖြစ်နိုင်တယ်နော်မလန်ပြောပြတာပါအကွက်တွေရှိတယ်လို့ AI လည်းသူ့ကွက်နဲ့သူဟမ်အဲ့ဒါမှမဟုတ် Game Rocket တွေကြားမှာလီဒါပြန်ဖြီသွားပြီဗျာ New Go ဒီတစ်ခေါက်မှာတော့ထက်ကြုံလို့မရတော့ဘူးဒါကြီး AI ဘက်ကတော့လောပြန်ဖို့တင်တယ်ဒီချိန်ကဖိုးတင်တယ်ဒါမှလည်းတစ်ဖက်မှာ join ကိုလည်းတစ်ချက်ကြည့်အောင်မယ် leader Harris ဇာမဖိုးပြီးသွားပြီ KH နည်းနည်းလေးတော့ပုတ်ထိုင်းနေမယ် leader ဇာမဖိုးပြီးသွားရင်နေတော့ဒီမှာဒီလော်လေးတော့တစ်ချက်ကြည့်ထိုင်းနေမှာတော့ Yuri position လေးယူတယ် Avado the Guardian နောက်မှာ join dash retribution dash နေနဲ့ပေါက်သွားနေမှာတော့ Yuri manipulation arbu Grot Terror ချက်2 man ကြမှာ Benny ပြေးသွားနေမှာ K နဲ့ New Go နှစ်ကောင်သေးဆုံးသွားတဲ့အခိုက်အတန့်မှာတော့လော်လေးရခဲ့ရုံပဲ AI နေနဲ့တော့9ကောင်လုံး stay light ဆိုတော့လေပြန်တက်ကြည့်မလားပေါ်လမ်းမှာ Creo လာနေပြီOh my god လော်လီကတော့ဒီဘက်မှာ10စက္ကန့်လောက်လိုသေးတယ်ထွက်ဖို့အတွက်မေဂါဒီပါရီယူကြည့်မလားဘင်းနီစပရေးလို့ရဆိုရင် initiator မရှိတော့ဘူးနော် initiator မရှိတော့ဘူးကျွန်တော်ဘက်မှာလည်း gaming တောက်လျှောက်လေး spray Harris ဇာမဖိုးနဲ့အကုန်လုံးတော့ဝင်ထုကျင်တယ်ဆိုမှလည်း Cree လေးတစ်ကောင်ကျန်နေသေးတယ် join လာကျင်သေးလားတောက်လျှောက်တွေတန်းဖို့တော့ကြိုးစားမယ် Cree ကိုပြန်ထွက်ပြီး Marsha တန်းနဲ့ clutch ကြားမှာဘင်းနီသေဆုံးသွားတယ်မှာ join လက် define ပြီးတော့ဝင်နေဖို့ကြိုးစားတယ် dash တကောင်ပြန်ပတ်လိုက်ပြီကလောက်ကျန်နေသေးတယ် join မသေးပါဘူးပြန်ပြီးတော့ဘန်အောင်မယ်ဆိုပေမဲ့အပေါ်လမ်းမှာတော့နောက်ထပ် mega တလန်တော့ Alita Cree လေးတစ်ကောင်ကျန်နေသေးတယ်စန်ဂျီကာဖို့တော့ကြိုးစားနေသေးတယ် Cree တကောင် Crystal သုံးတော့ AI ပြေးချိုးဝိုင်းနေမှာ game number 5 AI အကောင်ဆုံးကမ်းမတကူပြသခဲ့တဲ့နောက်မှာတော့နိုင်ရရှိသွားခဲ့ပါပြီနောက်တစ်ဆင့် upper bracket final ကတော့ AI Esports စောင့်ကြိုနေပါတယ်ခင်ဗျာတကယ်ကောင်းတဲ့ game number 5တခုတော့ AI ဆော့ပြသွားခဲ့တာပဲဖြစ်ပါတယ်အော်စက်သိန်းကြီးမှာထတယ်ရောက်ရေး what the fuck ဆောင်းကောင်းနေရောက်ရေး AI သူတို့ဒဇင်မှန်သွားတာလောမလုတ်ဘဲနဲ့သိလားဟီးရိုးရင်တတ်လိုက်တာတော်တော်မှန်သွားတာချန်ပီယံဖြစ်ဖို့တပြေးနေတဲ့ဟောမလန့်ချန်ပီယံဖြစ်ဖို့တပြေးနေတဲ့ Falcon Esports ကိုတော့ AI ဖြုတ်ချလိုက်နိုင်ပြီပဲဖြစ်ပါတယ်တင်7 versus Falcon Lower bracket ရှုံးထွက်ကိုတော့ဆော့ရတော့မှာပဲဖြစ်ပါတယ်ဟောရေနော်မလူတွေရှိုးလာတော့ဒါတွေ7နာရီထိုးတော့မယ်မပြန်ရသေးမလန့်တန်မကြောက်တယ် AI ဖန်နေသွေးဆိုးနေပြီမလန့်ဆိုးနေပြီဒါဟိုမှာဆိုးနေပြီ AI ဒါရို့ M7 မလန့်ဖြစ်နိုင်တယ်နော်မလန့်ပြောပြတာပါအကွက်တွေရှိတယ်လို့ AI လည်းသူ့ကွက်နဲ့သူဟမ်